မချီပြင်းပြဣဋ္ဌိယလည်းသာလမဖွာခက်ခဲညာသောစကားသစ္စာမှန်စွာပြုပြီးအင်္ဂုလိဟုဤရှိခေါ်ဆိုပရိကိုလင်ရေကိုသုံးငါစစ်ပြီးကမှမှန်စွာမှန်တိုက်ဤ၌အန္တရာယ်စင်ကြယ်လွတ်ညာသားလျင်ဖွာဤလို့ဆိုတဲ့အတိုင်းအန္တရာယ်ကင်းညာမိဖွာစီရန်အင်္ဂုလိမာလသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ပရိဒံယံပနန္တတနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံသောတိနာဂဗဥဋ္ဌာဏံယင်စသာတေတိတင်ခနေထေရသင်္ကုလိမာလတ္တလောကနာထေနပါတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေယတောဟံပဂိတိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိဇာပါဏံဇီဝိတာဟောရောပိတာတေနာသစ္စေနာသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအင်္ဂုလိမာလသုတ်တံဟောရခတုအင်္ဂုလိမာလသုတ်တံအင်္ဂုလိမာလသုတ်ပရိဒေသနာတော်မြတ်တိဟောတုံမကံပရိတယစိတ်ထားကြည်ပြုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍အန္တရာယ်ရှင်းငါဘေးကင်းကွာအောင်ကောင်းစွာမသွေဆောင်းလျှောက်တော်မူပါစေတည်းမချီပြင်းပြဣဋ္ဌိယလည်းသာလမဖွာခက်ခဲညာသောစကားသစ္စာမှန်စွာပြုပြီးအင်္ဂုလိဟုဤရှိခေါ်ဆိုပရိကိုလင်ရေကိုသုံးငါစစ်ပြီးကမှမှန်စွာမှန်တိုက်ဤ၌အန္တရာယ်စင်ကြယ်လွတ်ညာသားလျင်ဖွာဤလို့ဆိုတဲ့အတိုင်းအန္တရာယ်ကင်းညာမိဖွာစီရန်အင်္ဂုလိမာလသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ပရိဒံယံပနန္တတနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံသောတိနာဂဗဥဋ္ဌာဏံယင်စသာတေတိတင်ခနေထေရသင်္ကုလိမာလတ္တလောကနာထေနပါတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေယတောဟံပဂိတိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိဇာပါဏံဇီဝိတာဟောရောပိတာတေနာသစ္စေနာသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအင်္ဂုလိမာလသုတ်တံဟောရခတုအင်္ဂုလိမာလသုတ်တံအင်္ဂုလိမာလသုတ်ပရိဒေသနာတော်မြတ်တိဟောတုံမကံပရိတယစိတ်ထားကြည်ပြုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍အန္တရာယ်ရှင်းငါဘေးကင်းကွာအောင်ကောင်းစွာမသွေဆောင်းလျှောက်တော်မူပါစေတည်းမချီပြင်းပြဣဋ္ဌိယလည်းသာလမဖွာခက်ခဲညာသောစကားသစ္စာမှန်စွာပြုပြီးအင်္ဂုလိဟုဤရှိခေါ်ဆိုပရိကိုလင်ရေကိုသုံးငါစစ်ပြီးကမှမှန်စွာမှန်တိုက်ဤ၌အန္တရာယ်စင်ကြယ်လွတ်ညာသားလျင်ဖွာဤလို့ဆိုတဲ့အတိုင်းအန္တရာယ်ကင်းညာမိဖွာစီရန်အင်္ဂုလိမာလသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ပရိဒံယံပနန္တတနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတယံသောတိနာဂဗဥဋ္ဌာဏံယင်စသာတေတိတင်ခနေထေရသင်္ကုလိမာလတ္တလောကနာထေနပါတိတံကပ္ပထာယေမဟာတေဇံပရိဒံတံပနာမဟေယတောဟံပဂိတိအရိယာယဇာတိယဇာတော
နာဘိဇာနာမိသင်္စိဇာပါဏံဇီဝိတာဟောရောပိတာတေနာသစ္စေနာသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအင်္ဂုလိမာလသုတ်တံဟောရခတုအင်္ဂုလိမာလသုတ်တံအင်္ဂုလိမာလသုတ်ပရိဒေသနာတော်မြတ်တိဟောတုံမကံပရိတယစိတ်ထားကြည်ပြုနာယူကြညသင်မျိုးကောင်းသာမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍အန္တရာယ်ရှင်းငါဘေးကင်းกว่าအောင်ကောင်းစွာမသွေဆောင်းလျှောက်တော်မူပါစေတည်း